ကဲဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကဇလုံးထမင်းလေးစားပြမှာပေါ့နော်ဇလုံးထမင်းလေးစားပြမှာဆိုတော့ကျွန်တော်ရဲ့အဖွားပေါ့နော်ကျွန်တော်ရဲ့အဖွားကကျွန်တော်ကိုဒီနေ့ဆိုရင်ချက်ပေးထားတာဒါဆိုလို့ရှိရင်ဒါဝတ်သားဟင်းပေါ့နော်ဝတ်အချိုချက်ကလေးဝတ်အချိုချက်လေးချက်ပေးထားတာလေးရဲ့ပြီးသွားလို့ရှိရင်ဝတ်အချိုချက်လေးကိုကျွန်တော်အရင်များလေးစမ်းမယ်ပေါ့နော်ပြီးရင်ကျွန်တော်ရဲ့အကြိုက်ဒါအဖွားကျွန်တော်အိမ်မှာကျွန်တော်ရဲ့အဖွားအသက်60ကျော်နေပြီကျွန်တော်ဟိုပေါ့နော်ချက်ကျွေးတာအရန်စားလို့ကောင်းတော့အဖွားရဲ့လက်ရဆိုလို့ရှိရင်ဒါကအဖွားရဲ့လက်ရနှင်းငပိကြော်လေးပေါ့နော်နှင်းငပိကြော်လေးလည်းထည့်မယ်ခင်ဗျာကျွန်တော်လက်စိပ်ပြီးသွားပြီเนาะပြီးသွားရင်တော့ဒါကအရန်ကိုမှစားကောင်းတဲ့ဒါကရွှေပြုံသီးနှက်ကလေးပေါ့နော်ဒါကျွန်တော်တို့ဘက်ကတော့ဒါရွှေပြုံသီးနှက်လို့ရှိရင်ဒီလိုမျိုးရွှေပြုံသီးအခွန်မှာထည့်နှက်တယ်ဒါလေးနဲ့ဒါလေးလည်းစားပြမှာပေါ့နော်အဲ့တော့ဒါလေးတွေရဲ့ပြီးသွားလို့ရှိရင်ဒါကတော့ကျွန်တော်ကိုယ်တိုင် special တုတ်ထားတဲ့ပဲဒီကျင်တုတ်ကလေးပေါ့နော်ပဲဒီကျင်တုတ်မလားဦးနဲ့တုတ်ထားတဲ့ပဲဒီကျင်တုတ်ကလေးဒါလေးနဲ့စားပြမှာဖြစ်ပါတယ်ကျွန်တော်လည်းဒီလိုဆက်လောက်လိုက်ကြည့်ပါအောင်เนาะအဲ့တော့မြန်မာဆန်ဆန်လက်လေးနဲ့ပဲစားမယ်เนาะကျွန်တော်ဒီမှာဒီဟင်းရည်လေးနဲ့ပြီးရင်ဒီငပိရည်လေးငပိကြော်လေးရဲ့ရောပြီးတော့နှဲချလိုက်တော့မယ်เนาะရှယ်ပဲမှုင်းတာပဲအဖွားကလေငပိကြော်ရမ်းစားကောင်းတာအဖွားကြော်လို့ရှင်အဲ့တော့ဒီမှာတို့စရာကတော့ကျွန်တော်လေဒီမှာဂျုံမနေသီးလေးကိုမီးကင်ထားရပေါ့နော်အဲ့ဒါလေးရဲ့ပြီးရင်ဒီမှာဒါလေးဒီအသီးလေးပေါ့နော်ခရမ်းကြော်သီးလေးပေါ့နော်ဒါလေးဆိုခရမ်းကြော်သီးလေးဒါလေးနဲ့စပြပါဖြစ်ပါတယ်ကျွန်တော်တို့လိုက်စားကြည့်ကြပါအောင်နော်ဝါအရမ်းမှုင်းနေပြီအဲ့တော့ဝါသားဟင်းအရေးလေးထပ်မယ်အပီးကြော်လေးနည်းနည်းနဲ့ share ဆွဲမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ channel လေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ YouTube မှာကောပြီးသွားလို့ရှိရင်ဒီ TikTok မှာရော follow လေးလုပ်ပေးခဲ့ကြနော် subscribe လေးလုပ်ပေးခဲ့ကြပါနော်ထပ်ပြီးတော့လည်းနောက်ထပ်ဗီဒီယိုတွေအများကြီးထပ်လာပါအောင်မယ်အဲ့တော့မြန်မာဆန်ဆန်လေးစားမယ်ပေါ့နော်ဒါလေးကကျွန်တော်ရဲ့အတုပ်ကလေးပဲဒီကျန်တုပ်ကလေးပါထည့်လိုက်စားကြပါအောင်ခင်ဗျာဝါ share ဆွဲပြီနော်ကောင်းပြီတော့ဗျဒါလေးကတော့သီးဆောင်ဟင်းပေါ့နော်တောက်ကောင်းနေရောပဲဒါသီးဆောင်ချင်းဟင်းလေးရမ်းကောင်းတယ်ရွှေပြုံသီးဆိုကျွန်တော်တို့နယ်ဘက်မှာဆိုကျွန်တော်မျိုးလေးပဲဆက်တယ်ကျွန်တော်တို့ဘက်ကဆိုရင်အခေါ်မှာထည့်ချက်တာကောင်းရောမလေးခရမ်းကြော်သီးလိုက်ဖက်လုံးတော့မင်းကလည်းစလုံးနဲ့စားတာပို့ပြီးသဘောကျအားပါစားရလို့သဘောတင်တယ်ပေါ့နော်ဒါဆိုရင်ဒါပဲဒီချင်ကိုအဖွားဝယ်လာဈေးထဲကနေပြီးတော့တို့စားဖို့ဆိုပြီးဝယ်လာကိုကပဲဒီချင်ကိုမတို့စားချင်တာနဲ့တုတ်စားလိုက်ရှယ်ပဲဝတ်သားဟင်းအောင်တိတ်မလို့ဒီအတုပ်ကလေးနဲ့ဒါနဲ့တော်တော်မိုက်နေပြီအဓိကဒီငပိကြော်လေးပေါ့နော်ဒီငပိကိုအဖွားကြော်တာလေအရန်လည်းမငန်မနဲ့စားလို့အရန်စင်ပြေတာအဖွားကြော်တာရမ်းငန်လည်းကျွန်တော်လည်းမစားနိုင်ဘူးနော်ရမ်းငန်တဲ့ဟာကြောင့်မစားနိုင်ဘူးအဖွားကြော်ထားရင်ကြတော့လေအနေတော်လေးနဲ့အဖွားအိမ်မှာအသက်60ကျော်နေသူပဲချက်ပြပ်ပြီးနေကျွန်တော်လည်းချက်တယ်ပေါ့နော်ဒါပေမဲ့အဖွားကလည်းအားရအားသလိုချက်တယ်အဖွားချက်လက်ရလေးဒါဒီဘက်ပိတ်ရက်မှာစားရတာပေါ့နော်စားကြပါအောင်ကောင်းနေရောပါပြုံသီးလေးကလည်းစီးပြီးပြီနော်အားမိုက်တာပဲရမ်းကောင်းခုလိုမျိုးလေးတော့ကြာဆိုလိုက်လို့စားကြည့်ကြနော်ရမ်းစားကောင်းပိတ်ရကလေးမှာအဖွားလိုက်ရတယ်ရှယ်ကိုဆွဲနေတာမတော်တော့တိတ်မတူတော့ပြောင်းနေတယ်အထင်တောင်းနေငါပြိတော်နေပဲရှယ်ဖြစ်သွားfollow လေး subscribe လေးလုပ်ပေးကြနော်နောက်ထပ်ဗီဒီယိုတွေအများကြီးလာပါအောင်မယ်တတား